arrow ဖာဘလာလိုချင်တာမူရီနို ဆိုတော့ defense ကစ်တင်တယ် ကဲဘောလမ်းမှာဒီဒိုနာဝဲကမ် jab နောက် knock on strike နဲ့ဖြတ်ပြတ်တယ်နိုင်ရနေနေတော့ရသေးတယ်နောက်မချောင်းဂျီကွမ်တို့The way of dragon ဖြတ်တော့ကန်လာပဲ arrow ကွက်တီဟျောင်းကြီးကောင်းလိုက်တယ်ကန်ချက် hero တော့ဖြတ်ကန်သွားတာများကိုက chip ကိုပဲဆွဲစားပြီးထင်လိုက်တာ ယူရတော့မဟုတ် direction မိုင်းမားသေးဆိုပြီးဖြတ်ကန်လိုက်တာတော့ တော့ arrow ဝင်လာတာလည်းကောင်းတယ် arrow ထပ်မှန်မြန်ပြီ ODTZ နိုင်ရလေးကိုတော့ guide wheel နဲ့ဖြတ်ခဲ့ဝိုင်းတယ်နိုင်ရနေနေတော့ stay life တာတယ်ဒီဘိုင်လည်းလှုပ်လို့တော့ရတယ်ဗျာနော်တာတယ်လေးတော့ပြန်တော့လှုပ်ထားတယ်နောက်ဆုံးမှာ retreat ရှိလား javelin နဲ့ပဲစားသွားတယ်ညီကိုတို့ဒီလား guide wheel ဟုတ်တယ် shit overdrive crash corner finally နိုင်ရတော့သေးသေးသွားပြီဗောနော်နောက်မှာ Morino တကောင်မထက်လို့ကျင်တော့ portal တွေကနေတော့ဆင်းချလိုက်တယ်မနောက်မှာတန်းနက်ခလက်နဲ့ပြေးခုတ်တယ်နေတာတခုမှာ Morino အဘွိုင်းလက်ချက်နဲ့တော့ပြန်သွားနေတယ်မနောက်မှာလေMr. Israel okay ဖလေကာနဲ့ကောင်းကုန်တာထွေးထုတ်တယ် arrow ထပ်ဝင်တယ်တရုံးတော်ဝင်းလေးနဲ့တော့ပြေးဝင်သွားတယ်ဟိုဘက်ထိပါလိုက်တက်တာရောက်ရင်မင်းဒါမုန်းတာလားမသိဘူးနော်မကြလာတဲ့နိုင်ရပါတေဆုံးသွားတယ်မနော်ရှိုကန်ဘရက်ကတော့မာနေတော့မယ်နောက်မလေးချောင်းဂျီကွမ်ဒိုအတင်းနေလိုက်တင်တာမာရှာကြီးဖြစ်နေတာဆိုတော့လေအမ်မန်နေနဲ့သူကိုယ်တိုင်မပြန်ပတ်ပြီ ဦးဒီဒီမင်္ဂလာပါ ဟောတယ်ဖွင့်ပေးထားရင်မနောက်ဆုံးတန်းဖြတ်တော့ပြက်လားတိတ်ပြက်တော့မဟုတ်မေးကြတာဂိုင်းဝင်းနဲ့လာခဲ့တာတော့မရဘူးစကန်လီဂေတွေပါပတ်ထားရင်မနောက် LG ဝင်လုံးနေနေတာတို့ကမှ ဖင်းမှာဒါဘကေမာရှာတန်နက်ခလက်တွေနဲ့တော့ဝင်ခုတ်ထားရနေပဲဟီရိုကင်နာကောင်ရလိုက်တယ်ဗျာနော်ချစ်ပေါ်တယ်နေအဲ့လိုမျိုးတွေရနေရင်တော့ game 3သွားတော့တယ် ကာလို့ကောင်းမယ်ကန်စကီ အော်လမ်ပြေးဝင်တာဂျီကွမ်တို့ရောအကုန်ပေးတာဒါပေမဲ့ပြန်တကောင်တော့ပြန်ရမယ်ဟာရတကောင်တော့မကတော့ဘူးဖင်းလေးလာတော့မယ်ဒါစကလီကန်နဲ့ဆိုတော့လွတ်သွားပြီဒါရောဆိုတော့ဟီရိုကင်1 for 1 trade တန်တော့ဝတ်တွေပါပေးပေးမလဲအမ်မန်ဂျီကွမ်တို့ပြန်နေ crash code overdrive ကိုလည်းအင်မြူသေးတယ်ဆလီနာ arrow လေးပြုံးမလားဘရက်ကြီးပါစင်းချလာတာညီတို့ arrow ဟိုဘက်ကိုလမ်းပြတာ ဟုတ်တယ်ကွက်တီနော်ဒီတော့နောက်ဝဲကန်ကောင်းကုန်ထွေးထုတ်ချောင်းကြီးကွမ်တို့တဲ့ damage ကလောက်ရလား damage ကလောက်ရလားမင်းကြီးကတော့ရှိတယ် truck လေးနဲ့ဆိုတော့လောက်သွားပြီညီကို arrow အိုး ဆလီနာ truck ဝင်ကုတ်ပြီအီးမလီပရိကာနဲ့ပါလိုက်ယူရရောက်တကယ်ကောင်းတယ်မိုရီနိုတားကောင်းတယ်မိုရီနို သိလို့ရပြီသူမာရှာတန်ကလည်းခုတ်တယ်ရတော့ အကောင်လုံးရပြီဒါဆိုရင် မိုရီနိုပါရပြီမိုရီနိုပါရ မกินနေတော့လေသွားမกินနေတော့လေအမန်ဟာပကွေလိုရှိတယ် ဟဲ့ရောက်ဟုတ်တယ်တော့မပြန်ရတာအောက်ပလေးတွေကတော့ပြနေလုံးပဲ ဟေးမင်းတို့ run ဆော့နေတာ ODTZ ပါထက်ရပြီညီကိုတို့ဇက်တိုက်တွေကိုချတာဂေးတွေကတော့ဇက်တိုက်တွေပေါ်တာ double ဂေးဗျာ run ဆော့နေတဲ့အတိုင်းပဲဟေးအောင်ကြီးနော်ဟေး ဒီမှာပါပြီ ရှိုကန် ဖလေကနဲ့ခုံဖမ်းတာ ဖြစ်တော့ Trent Selina Arrow တွေနဲ့မှန်နေလို့ကဲတာတယ်လေးကတော့ဒီဘက်မှာဝင်လာလှုပ်ချင်မယ်လဲမဲဒီလာဂိုင်းလုံးဝင်ပေးလိုက်ပြီးညီကိုတို့ throw တော့ ruin နဲ့ကာနာတာဒီတိုနာဝဲကလည်းမရှိရနေတာတခုမှာတော့เนาะလက် shot လိုက်တယ်လို့ပဲပြောရမယ်ဒီတိုနာဝဲကန်ရချင်းကောက်ကိုထွေးထုတ်ဒီစေးပဲပေးပတ်ပြီးတော့ jab လေးနဲ့ဖြတ်ဖို့တော့ကြိုးစားပေးမယ်လေမာဆေအနေနဲ့တော့လွတ်သွားမလားနိုင် physical ချလွတ်နေတော့မယ်ဗျာပတ်ပြီးတော့ knockout strike တွေပါပြန်ပေးတယ်เนาะနောက်ဆုံးချိန်ကြီးကတော့ Alice ဘာလဲသွေးပြန်တက်သွားအမန်မင်္ဂလာပါ no flicker ဟိုချစ်ပါလေချစ်ပါတယ်လီဘောမဖွင့်တာဖွင့်လိုက်တော့ မဟုတ်အော်စကလေးကဖွင့်ရမှာ ဟုတ်တယ်လွတ်သွားရင်နှမျောစရာကြီးချောင်းလေး ဘော်တယ်ဖွင့်မြန်ပြီဟေးမာရှာတန်းကလေးနဲ့ဝင်ကုတ်ဝိုင်းနဲ့အမ်မန်ပြတ်တယ်လို့မင်းချောင်းတော့အသေးရအရှင်ရဒါပေမဲ့ကန်စီစကီတော့ပြန်သေးပြီနဲ့တူတယ်သားရဲ့ချစ်ပေါ်တယ်ကြီးဘလူးကြီးတော့မပြီးသွားတာဝါထုချက်နဲ့ပြတ်သွားတာဝါထုချက်နဲ့ထပ်ဆောက်မယ်အမန်တေးရမီတေးသွားပြီထွက်သေးလားထွက်သေးတာပေါ့ကဲမရဘူးကဲလော်လေးကတော့နောက်ဆုံး finally ဝါဒါရဲ့လာယူသွားသေးတယ်နောက်မှလာပြီး VD ပေါက်သွားတာရဟိုကောင် VD ပေါက်လိုက်တယ်နာဆိုတော့မရသွားတာအဲ့ဘက်လက်တက်လားမသိဘူးနဲ့မာရှာနဲ့တော့ခုတီပေါ်လမ်းမှာဗျာချောင်းနေနဲ့လည်းအောင်လဲလိန်ချောင်းတာမကြောက်ဘူးအဲ့သွားထိနေတယ်နော်ဒီလိုနာဝဲကန်ကောင်းကိုထွေးထုတ်ပြီးတော့ stand ပါလာသည်အဲ့တော့ထပ်ပြစ်တာနော်မိုရီနိုကဥပမာလေးချစ်ပေါ်နေနဲ့ဝင်လာတဲ့ဆိုတော့ way of dragon ဖြတ်ကန်တိုင်းနော် ODTZ ရအောင်မလားမာရှာပဲမှာတေးပြီးဦးဒီမာရှာပြီးနေရပြီကိုတို့လိုက်တက်မှာလိုက်တက်လောက်နေတယ်ကောင်ဒါအာယုံအောင်နေတာလွတ်သေးလားကိုကြည့်ဟိုဘက်ရောက်သွားပြီဝေးလန်မပြေးဘူးမှာလဲမှာသိမယ်ကပြေးတယ်အဲ့မှာတွေ့ပြီဗောဝေးလန်မပြေးဘူးလို့မာရှာတန်တဲ့ကလပ်တွေပိုင်းနဲ့မဆိုချစ်ကမသေးသေးဘူးဗလန်ချစ်ကမသေးသေးဘူးမှာ overdrive crash ကောနဲ့ရှိုကန်တော့ပြန်သေးသွားတယ်မာရှာကုတ်တာကြီးတားနာတာဟေး LA အနေနဲ့တော့ကနေတောက်လျှောက်လေးတော့ pressure လိုက်ပေးထားတယ်မချောင်း damage တော့လဲပေးခြင်းမလဲ damage ကတော့လောက်ပါမလားဆိုတော့မေးကုန်တော့မေးရဝေး dragon ရှိတယ်
ဂျီကွမ်တို့ထပ်တင်လို့ရနေသေးတယ်နော်ပြတ်တယ်ဗျာ အမန်ချောင်းလည်းခုတ်တော့ဟုတ်တယ်ဟာမင်္ဂလာပါ ပေါ်တယ်ဖွင့်နေမေဒီရာဆာကလီကချက်ချင်းတမ်းပတ်တာတက် response ကွာ မြင်သွားပြီနော်ပြီးတော့နော် ကြံခဲ့ပြီကန်ဒီစကီ တော့တိုင်မီကံမီတန်းကံမလား ဟိုမကန်ဘူးလား ဟောကံမအခုမှလိုက်ကန်တော့မှားပြီ မာပြီအမန် ရန်ကောင်းမလေးချောင်းလေးပါနော် တော့ရုပ်လုံနေတာ တော့ထည့်ထားတဲ့ item ဒီမှာအာမနာရပြောရင်လည်းချပြီ ၄ယောက်ထဲနော် တေးပြီ Winter Crown နောက်ကောင်အင်မော်တယ် ကဲလို့မရ နောက်ကြတယ်နာရန်ပြန်ရှုံးမိနေလို့လေဒါကြီး မဟုတ်လေမခရစ်ရှင်းနေသူတို့မီနီယံဝေးရှင်းအောင်မရ မရှိဘူး အဲချမှာနော်3ယောက်တည်းဆိုတော့ ဒီဒိုနာဝဲကန်ဖလက်ကားကောင်ကုန်ထွေးထုတ်အဲရူတစ်ချောင်းထပ်ဝင်လာရင်လည်းတော့ ODT စီတာဝါထူးချက်တွေနဲ့တာဝါထူးချက်တွေနဲ့နည်းနည်းလေးတော့အသက်ရှင်သွားသေးတယ်ပဲတော့မနာဘူးပဲလောက်ကြီးတော့အနီနာအဲလော်ယူတကယ်ဖို့ throne of retreat အမဆန် throne of ruin နဲ့ရသွားတယ်လော What the fuck တကယ်ကောင်းတဲ့ Gifan Hero Gear တော့ထပ်မပေးရဘူးလိုတယ်နော်မေတ္တာဆာကလေးကဖြတ်တိုင်းတော့ဒီတော့ဝဲကန်လည်းမှားသွားပြီရှိုကန်နောက်မှလည်း Winter Crown တွေပါတော့ကောက်ခဲတိုင်းမလော်ပေးလိုက်တဲ့အနေထားတစ်ခုကတော့ BDR ဘက်ကိုတော်တော်လေးတော့အာယုံတွေပြပြသွားစီခင်းနေမယ်နောက်မှပတ်ပြီးလို့ ODT တွေတော့ထိုး Winter Crown Immortal ကောက်ဆွတ်ဝိုင်းနေမယ်နော် Knockout Strike ချက်ဒီကမှာရအောင်မလားဟိုဘက်မှာလည်း Upwine သေးမလို့ပဲလောင်တဲ့ Fat ကလေးနဲ့နောက်မှချောင်းတော့ Wheel Dragon ဖြတ်တော့ကန်တိုင်းတော့ Media Damage လေးနဲ့ Upwine လေးတော့ရဖို့တော့ရှိမယ်ရ Upwine တေးသွားနေပဲတစ်ဖက်မှာလည်း3កောင်သားရုံးကန်နေတော့ပဲမာဆယ်အနေနဲ့လည်းတစ်ဖက်မှာမာရှာနဲ့ပေါင်းချတဲ့နေလားတခုမှရပါမလား 3တန်း သွေးနဲ့အမှုအတိုင်းတန်းမကြံတော့တဲ့ တကယ်ကနည်းနည်းလေးရော့နေတာWinter Wheel Dragon ပြန်ရမှာနော်ချောင်းThe Wheel Dragon Immortal ကောက်ဝယ်သွားပြီမာဆယ်ကြီးတကယ်မာရှာပြောတော်တော်ကောင်းနေကြီးကိုတို့မာဆယ်ကလည်းတော်တော်လေးနှောက်နေတယ်ပေါ့နော်ကာလို့မရတော့ဒါကြီးတို့ အောက်မှာလည်း Chris ရှင်းရအောင်ပါ ကဲနော်ကျွန်တော်အကောင်းဆုံးတော့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးလော့လူတဲ့နေတာတစ်ခုမှာတော့ LA ရဲ့ Throne of Ruin damage နဲ့လော့ရတဲ့ဘက်ကပဲနိုင်သွားတယ်လို့ပဲပြောကြပါစို့ဆိုတော့ game 3တော့ကျွန်တော်တို့ဆက်ကြည့်အောင်ပဲဗျနောက်မှလည်း LA Throne of Ruin ထပ်ပေးထားရင်းနဲ့ပဲနှစ်ကောင်နဲ့ကာဖို့အသေးအံတွေတော့ကြိုးစားနေခဲ့တယ်မရဘူးမာရှာ Hero ရာနှစ်ကောင်သားရဲ့ physical damage တွေနဲ့လော့နဲ့ throw မဲ့ရိုက်ချိုးသွားတဲ့နောက်မှာ Gifan game 3တော့ခေါ်ဆောင်လာခဲ့ပြီပဲဖြစ်ပါတယ်နော်စောသည်ဟိုကျွန်တော်ပေးမနာဘူးကိုပေးမနာဘူး